မင်္ဂလာပါကွယ်ဒီနေ့မှာတော့ဆီယာမလေးမေလို့ခေါ်တဲ့စိတ်သဘောထားအလွန်နူးညံ့ပြီးတက်ကြွတဲ့ဆီယာမလေးတစ်ယောက်ရဲ့စိတ်လှုပ်ရှားစရာနဲ့ကြည်နူးစရာနေ့ရက်တစ်ရက်အကြောင်းကိုပြောပြပေးသွားမှာဖြစ်ပါတယ်။နေအောင်ချီနွေးနွေးလေးဖြာကျနေတဲ့တာယာတဲ့မနက်ခင်းတစ်ခုမှာဝါရောင်ကျောင်းကားကြီးဟာကျောင်းဝန်းထဲကိုမောင်းနှင်လို့လာခဲ့ပါတယ်။ဆီယာမလေးမေဟာကြောပိုးအိတ်လေးကိုလွယ်သူမရဲ့မျက်နှာပေါ်မှာအပြုံးချွတ်ချွတ်လေးတွေကိုဆင်မြန်းပြီးကျောင်းတော်ကြီးစီကိုပျော်ရွှင်စွာရှောက်လန်းလာခဲ့တယ်။ကျောင်းစင်ကြံလန်းတစ်လျှောက်မှာတော့ကျောင်းသားလေးတွေဟာဆီယာမလေးမေကိုဝမ်းသာအားရနှုတ်ဆက်ကြပါတယ်။ဆီယာမလေးမေဟာကလေးတွေအားလုံးကိုမိခင်တယောက်လိုနှွေးထွေးတဲ့အကြည့်ချစ်စနိုးရှိတဲ့အပြုံးတွေနဲ့အမြဲတမ်းကြိုဆိုလေးရှိသူပါ။သူမဟာအတန်းထဲမှာတင်မကပဲကျောင်းရဲ့တခြားဆရာမတွေတာဝန်ရှိသူတွေနဲ့လည်းရင်းရင်းနှီးနှီးရှိလာပါတယ်။ကျောင်းစင်ကြံလန်းမှာတွေ့ရတဲ့ဆရာမတဦးနဲ့လက်ဆွဲနှုတ်ဆက်ပြီးဒီနေ့အတွက်ပြင်ဆင်စရာရှိတာတွေကိုတိုင်ပင်ကြပါသေးတယ်။ဆရာမတယောက်ရဲ့ဘဝဟာထင်သလောက်တော့မလွယ်ကူလှပါဘူးကွယ်။ဆရာမလေးမေရုံးခန်းထဲကိုရောက်တဲ့အခါစပွဲပေါ်မှာရှုပ်ပွားနေတဲ့စာရွက်စာတမ်းတွေသင်ခန်းစာစာအုပ်တွေကစောင့်ကြိုနေပါတယ်။ဒါပေမဲ့သူမဟာစိတ်မပြတ်ပဲကလေးတွေကိုအကောင်းဆုံးပညာသင်ပေးနိုင်ဖို့စိတ်အေးလက်အေးနဲ့အာရုံစိုက်ပြီးပြင်ဆင်ပါတော့တယ်။ပြင်ဆင်နေတော့မှာပဲရုံးခန်းဖုန်းလေးမြည်လာပါတယ်။ကျောင်းအုပ်ကြီးနဲ့လုပ်ဖော်ကိုင်ဘက်တွေကအရေးကြီးအစည်းအဝေးတစ်ခုအတွက်လှမ်းခေါ်လိုက်တာပါ။ဆရာမလေးမေဟာဖုန်းကိုကင်ပြီးတက်ကြွစွာပဲအစည်းအဝေးခန်းမစီထွက်လာခဲ့ပါတယ်။အစည်းအဝေးခန်းထဲမှာတော့ကျောင်းရဲ့တိုးတက်မှုအတွက်ဆရာမတွေအားလုံးဝိုင်းဝန်းဆွေးနွေးနေကြတယ်။ဆရာမလေးမေဟာလည်းကလေးတွေရဲ့ပညာရေးပုံမူကောင်းမွန်ဖို့အတွက်စိတ်အားထက်သန်စွာနဲ့အကြံဉာဏ်တွေပေးခဲ့ပါတယ်။ဟဲအခုတော့စာသင်ချိန်ရောက်ပါပြီ။ဆရာမလေးမေဟာကျောင်းသားလေးတွေရှိကကြောက်တင်ပုံကြီးပေါ်မှာ Together ဆိုတဲ့စာလုံးကြီးကိုရေးသားလိုက်ပါတယ်။ Together ဆိုတာအတူတကွလို့အဓိပ္ပာယ်ရပါတယ်။ကလေးတွေကိုစီလုံးချင်းရဲ့အနှစ်သာရကိုသင်ကြားပေးနေတာပဲဖြစ်ပါတယ်။အတန်းထဲကကလေးတွေဟာဆီယာမလေးမေရဲ့တင် जा မှုကိုသဘောကျပြီးငြိမ်သက်စွာနားထောင်နေကြတယ်။ဆီယာမလေးမေဟာတဦးချင်းစီရဲ့စပွဲလေးတွေစီရှောက်သွားပြီးတေချာဂယုစိုက်လမ်းညွှန်ပေးပါတယ်။သူမရဲ့စေတနာဟာကလေးတွေရဲ့နှလုံးသားထဲအထိစိတ်ဝင်သွားခဲ့ပါပြီ။ပင်ပန်းလာတဲ့စာသင်ချိန်တွေပြီးဆုံးသွားတဲ့အခါဆီယာမလေးမေဟာအစည်းအဝေးခန်းမကြီးထဲမှာခဏတာနားနေရင်အတွေးကဘာထဲမျောပါသွားပါတယ်။ငါရဲ့ចောင်းသားလေးတွေနောက်တစ်ချိန်မှာလူတော်လူကောင်းတွေဖြစ်လာပါစေလို့သူမစိတ်ထဲကနေဆုတောင်းနေမိတာပါ။နောက်ပြီးကျောင်းရဲ့ရုံးခန်းလုပ်ကိစ္စတွေကိုလည်းလုပ်ဖော်ကိုင်ဘက်တွေနဲ့အတူတခဲနဲ့ပူးပေါင်းဆောင်ရွက်ရင်းမမောနိုင်မပန်းနိုင်အလုပ်လုပ်ခဲ့ပြန်ပါတယ်။ဟဲကလေးတို့ရေကျောင်းစင်းချိန်ရောက်ပြီးတော့ဝါရောင်ကျောင်းကားကြီးဟာကျောင်းသားလေးတွေကိုတင်ဆောင်ဖို့ပြန်လည်ရောက်ရှိလာပါတယ်။ဆရာမလေးမေဟာကျောင်းတကားဝမှာရက်ပြီးကလေးတွေကိုပြုံးပြနှုတ်ဆက်နေပါတယ်။အဲ့ဒီအချိန်မှာပဲမျက်မှန်လေးနဲ့ချစ်စရာကောင်းတဲ့ကျောင်းသူမလေးတယောက်ဟာဆရာမလေးမေစီပြေးလာပြီးအဖြူရောင်ပန်းကလေးတစ်ပွင့်ကိုလက်ဆောင်ပေးပါတယ်ဦး။ကြည်စမ်းဆရာမလေးမေဟာအရန်ကိုကြည်နူးသွားပြီးပန်းကလေးကိုလှမ်းယူလိုက်ပါတယ်။ဒါရင်မကသေးပါဘူး။နောက်ထပ်ကျောင်းသူမလေးတဦးကလည်းဆရာမလေးမေကိုအဝါရောင်မန်းကလေးတစ်ပွင့်လာပေးပြန်ပါတယ်။ကလေးတွေရဲ့ရိုးသားပြီးဖြူစင်တဲ့အချစ်တွေကိုရရှိတဲ့ဆရာမလေးမေဟာလောကမှာအပျော်ဆုံးဆရာမလေးဖြစ်နေပါတော့တယ်။ညနေခင်းကျောင်းပိတ်ရဲ့နေဝင်ခါနီးအချိန်မှာတော့ဆရာမလေးမေဟာကျောင်းကစားကွင်းကမြက်ခင်းပြင်ပေါ်မှာကလေးတွေကိုစုဝေးစေပြီးပုံမြင်တွေပြောပြဘဝသင်ခန်းစာတွေပေးပါတယ်ကလေးတွေဟာမြက်ခင်းပေါ်မှာထိုင်ရင်းဆရာမလေးရဲ့စကားကိုစိတ်ဝင်စားနားထောင်နေကြတယ်ပန်းချန်ထဲကခုံတန်းလျားလေးပေါ်မှာထိုင်ရင်းနှွေးထွေးတဲ့ကော်ဖီတစ်ခွက်ကိုတောက်လို့နှာပါတဲ့လိပ်ပြာလေးပြန်တန်းနေတာကိုကြည့်ပြီးဆရာမလေးမီဟာအမောပန်းတွေကိုဖြေဖြောက်လိုက်ပါတယ်မြက်ခင်းပြင်ကျဲကြီးပေါ်မှာကလေးတွေအားလုံးဝိုင်းဖွဲ့ပြီးပျော်ပျော်ပါးပါးကစားနေကြတာကိုကြည့်ရင်သူမရဲ့နှလုံးသားဟာအေးချမ်းခြင်းတွေနဲ့ပြည့်နှက်လို့နေပါတယ်ကျောင်းဆင်းလို့ကလေးတွေအားလုံးအိမ်ပြန်သွားတဲ့အခါဆရာမလေးမေဟာကလေးတဦးချင်းစီကိုပွေ့ဖက်ပြီးဂရုစိုက်ဖို့မှာကြားပါတယ်ကလေးတွေကလည်းဆရာမလေးကိုချစ်တယ်လို့မျက်ဝန်းလေးတွေနဲ့ပြောနေကြသလိုပါပဲနေအောင်ချီနွေးနွေးလေးအောက်မှာကလေးတွေဟာဆရာမလေးကိုလက်ပြနှုတ်ဆက်ပြီးအိမ်ပြန်သွားကြပါတယ်အိုးကျောင်းဝန်းထဲမှာတော့အံ့ဩစရာတစ်ခုစောင့်ကြိုနေပါတယ်ကျောင်းသားလေးတွေနဲ့ဆရာမတွေအားလုံးစုဝေးပြီးဆရာမလေးမေအတွက်လှပတဲ့လက်ဆောင်ဘူးလေးကိုပေးအပ်ကဂုဏ်ပြုလိုက်ကြပါတယ်။ဆရာမလေးမေဟာအံ့ဩလွန်းလို့မျက်ရည်တောင်ဝဲမိပါတော့တယ်။ဟုတ်ပါတယ်ကွယ်။ဆရာမလေးမေရဲ့စေတနာမေတ္တာနဲ့အနစ်နာခံမှုတွေကြောင့်
လေးတွေတည်းမကပဲကျောင်းတော်ကြီးတစ်ခုလုံးကပါသူမကိုလေးစားချစ်ခင်ကြတာဖြစ်ပါတယ်လောကမှာအဖိုးတန်ဆုံးအရာကတော့သူတစ်ပါးကိုမေတ္တာပေးလို့ပြန်လည်ရရှိတဲ့ဖြူစင်တဲ့မေတ္တာတရားပဲဖြစ်ပါတော့တယ်ကွယ်